လာပါဟုတ်မင်္ဂလာပါအဲ့ဒီရောက်သွားတယ်ပေါ့နော်ကိုယ်ကဒီရှင်လာတယ်ကျေးဇူးတင်ပါတယ်ပိတ်သက်တယ်ရောလားဖိုင်နယ်ရောက်သွားတယ်ကျွန်တော်တို့တင်ဆက်ဘက်မှာအားပေးရပရိသတ်တယောက်ချင်းစီတိုင်းကိုကျွန်တော်တို့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ final မှာလည်းကျွန်တော်တို့ချန်ပီယံရနိုင်တဲ့လက်စွမ်းအနေနဲ့ကျွန်တော်တို့ချန်ပီယံရအောင်ကြိုးစားသွားပါမယ်ပရိသတ်တွေပြောချင်ပါတယ်ခုနပဲအကျိတ်နေပေါ့နော်ဒါလေးလည်းပြောပြပါဦးခုနဘွဲကတော့အားလေးပိုင်းချိန်နေအောင်ကျွန်တော်နည်းနည်းအချိန်ကြီးတော့တိတ်မကောင်းဘူးပဲဘေကိန်းမှာတော့အဆင်ပြေပြေနဲ့ handle လုပ်နိုင်ခဲ့ပါတယ်တင်ရတယ်ဟုတ်မြို့လာ final မှာပြင်မဲ့ဝန်ကြီးပေါ့နော်ဝန်ကြီးရောဘယ်လိုစစ်ထားလို့ဝိုင်းကြီးနဲ့ကတော့ကျွန်တော်တို့အရှိမလဲဝိုင်းကြီးနဲ့လည်းတွေ့ပြီးသွားပြီဆိုတော့ဝိုင်းကြီးအတွက်ကိုကျွန်တော်တို့တေးချပြင်ဆင်ထားပါတယ်အများကြီးပြင်ဆင်ထားပါတယ်ဒီကရှိပါတယ်ကျွန်တော်တို့တင်း7ဆိုရင်7ကြာပြည့်ရှိပါတယ်ဝိုင်းကြီးမှာဟိုနားမပြေရတယ်ဝိုင်းကြီးရဲ့ player တွေကအကုန်လုံးကလုံးဝကောင်းတဲ့ player ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အကုန်လုံးကတော့တတိထားမှာပါကျွန်တော်ကဒီနေ့တော့နောက်ဒီယူနီရှိတယ်ချက်ပြီးဘယ်လောက်ထိယုံကြည်မှုရှိလဲအပြည့်ပဲပြောလေအပြည့်ပဲအပြည့်ပဲဒီတော့ဘယ်လောက်ထိကြိုးစားခဲ့ရ final ပြီးအောင်ဟုတ်ကျွန်တော်တို့သူများကြိုးတာအများကြီးတော့ကြိုးစားခဲ့ရပါတယ်ဒီနေရာကိုရောက်လာခဲ့ရဆိုတာလည်းလွယ်လွယ်ကူရောက်လာခဲ့တာမဟုတ်ပါဘူးအများကြီးတော့ကြိုးစားခဲ့ရရှိပါတယ်ကျွန်တော် training တွေမှာလည်းရှုံးနိုင်အများကြီးပါဟုတ်နောက်ဝေးအတွက်အကောင်းဆုံးတော့ပြင်ဆင်တာပါအကောင်းဆုံးတော့ပြင်ဆင်ပါဒါပေမဲ့ဒီနေ့တင်ဆက်မဲ့ပြီးတဲ့ချက်ပြီးဘာပြောချင်လဲနာတင်ဆက်မဲ့ break တွေအကုန်လုံးချစ်ပါတယ်ဟိုကကျွန်တော်တို့ဆက်ပြီးတော့ final မှာအားပေးပါအောင်ကျေးဇူးပါဟုတ်ကဲ့ကဲဘုန်းကြီးတို့ရေးတယ်နော်